ပေါ်တစ်ခါအနက်ပြီးသွားတော့ဒီတစ်ခါဖြူလေးလာမယ်ပေါ့နော်ကဲဖြူအောင်ကြိုက်တဲ့မမတွေရှိလားအဲ့ဒါဆိုရင်ဒီဒီဇိုင်းတွေကို like ဆိုကြည့်ဖို့တက် recommend ပေးပါတယ်ကဲထုံးတန်တိုင်းပဲပေါ့နော်လက်သေးလေးတွေကိုတဝက်ဆက်ပါတယ်တဝက်ဆက်တဲ့နေရာခံခန့်ပြီးတော့လေလက်သေးအစင်းနဲ့တစ်ထည့်ရတဲ့တွေအတွက်တက်ကတော့လေဒီရဲ့နီကိုပဲသုံးပေးဖြစ်တယ်ပေါ့နော်အကုန်လုံးကိုဆက်ပါတယ်အဲ့ဒါလိုချင်တဲ့ shake ကလေးတွေအောင်တက်ကလက်သေးလေးတွေကိုပုံမပြီးတော့ညှက်ပါတော့မယ်ပုံဖော်ပါတော့မယ်ပေါ့နော်ဦးဆုံးအပေရဲ့လက်သေးလေးတွေကိုလိုက်ပြီးတော့တောင်းလိုက်တောင်းကလေးတွေကိုလိုက်ပြီးတော့ညှက်လိုက်တယ်ပေါ့နော်သူကကြတော့အချွန်ဒီဇိုင်းလေးဖော်စင်တာပြလို့တောင်းလေးတွေကိုညှက်ပေးတာပါလို့ရှိရင်တော့သူလိုချင်တဲ့ shake ကလေးတိုင်ရအောင်ဒစည်းလေးနဲ့လိုက်ပြီးပုံသွင်းလိုက်တယ်ပေါ့နော်ဒီရဲ့လက်သေး shake ကလေးကလေလက်သေးလေးကိုနှစ်ဆတွဲသွားစေတာဖြစ်လို့မို့အရန်ကိုမှလှပါရဲ့ရှင်ပြီးလို့ရှိရင်တော့တက်လက်သေးလေးတွေကိုဖြူကြည့်လေးရင်တော့ဆိုးလိုက်တယ်ပေါ့နော်သူကအောက်ခံမှာလည်းဖြူတဲ့အယောင်လေးသွားစင်တယ်ဆိုဖြူကြည့်လေးဆိုးလိုက်ပါတယ်ပြီးလို့ရှိရင်ပေါ်ကနေဖြူလေးနဲ့ပဲရombre ပုတ်လိုက်တယ်ပေါ့နော်အဲ့ဒါကအောက်ကလက်သေးအောင်မပေါ်အောင်မလို့တက်ပုတ်လိုက်တာပါပြီးလို့ရှိရင်သူကလည်းအဖြူဆိုးမှဖြစ်တဲ့တခြားလုံးကိုပုတ်လိုက်တယ်ပေါ့နော်အဲ့ဆိုမှအောက်ကလက်သေးလည်းမပေါ်တော့ပဲအယောင်ညီမှာပါပြီးလို့ရှိရင်တက်ဒီမှာပေါ်မှာသူကကအိုင်းလေးကိုလည်းရေဆိုလေးလှုပ်ချင်တာဆိုတော့အမှကအိုင်းလေးကိုရေဆိုလေးထပ်ပေးလိုက်ပါတယ်စစ်နေရမ်းများလို့မပြတော့ဘူးเนาะလက်သေးလေးပဲကြည့်လိုက်တော့ဘိုင်ဘိုင်